အားလုံးပဲမင်္ဂလာပါလူကြီးမင်းတို့ဒီနေ့မိတ်ဆက်ပေးမှာတော့ Jilin brand ပဲဖြစ်ပါတယ်ဒီ Jilin brand ဆိုလို့ရှိရင်ဈေးကွက်ထဲမှာပေါ့နော် CCTV လောက်တဲ့လူတွေဆိုလို့ရှိရင်မသိတဲ့လူမရှိဘူးပေါ့နော်ပစ္စည်းလည်းကောင်းတယ်ပြီးရင်ပေးရတဲ့ဈေးနဲ့ရတဲ့ quality နဲ့လည်း price to performance ဆောင်ရမ်းဖြစ်လုံးနဲ့အမျိုးအစားတွေမှာပါတယ်ပေါ့နော်ဒီကောင်နေမှာရရှိနိုင်နေအောင် solar camera တွေရရှိမယ်ပြီးရင် video Jilin video blend နေပြီးတော့ passport ကြိုးတွေပြီးရင် cassette ကြိုးတွေ cassette ကြိုးတွေပြီးတော့ adapter တွေ power supply တွေပြီးရင် HDMI ကြိုးတွေ HDMI ကိုရိုးရိုးရှိမယ်ပြီးရင်fiber နဲ့ရှိမယ်ပြီးရင် extender တွေရရှိနိုင်တယ်ပြီးလို့ရှိရင်media converter တွေပြီးရင် splitter တွေရရှိနိုင်တယ်ပေါ့နော်ပြီးလို့ရှိရင် Jilin ကထုတ်တဲ့TV bracket တွေလည်းရရှိနိုင်တယ်ပေါ့နော်TV bracket တွေလည်းရရှိနိုင်တယ်ပြီးရင် Jilin အမှတ်စိတ် pipe တွေလည်းရရှိနိုင်တယ်ပြီးတော့ Jilin extension ပေါ့နော်ဒီကောင်ကတော့ model ကတော့724 3 meter ပေါ့နော်724 3 meterဒီကောင်ရဲ့ဈေးလေးကတော့3000အောက်ပဲဗျRanny လည်းပါတယ်ပေါ့နော် Ranny လည်းပါတယ်ပြီးရင်ကော်သားတွေလည်းကောင်းတယ်ပြီးရင်သုံးပေးထားတဲ့ကျိုးကလည်းကောင်းတယ်ပေါ့နော်ဒီကောင်က2500 watt ထိခံနိုင်ပါတယ်ဗျဒီကောင်လေးကဒီကောင်7 series ဆိုလို့ရှင်3မျိုးလာရပေါ့နော်724 and 724 723 725ဆိုပြီးတော့3မျိုးလာတယ်အဲ့ဒါအောင်မှနောက်ထပ်ခွဲမယ်ဆိုရင်3 meter လာမယ်5 meter လာမယ်3000အောက်ဈေးလေးနဲ့ရရှိမှာဖြစ်ပါတယ်ပြီးတော့နောက်ထပ်ဒီဇိုင်းတစ်ခုလည်းရှိသေးပါတယ်ဗျဒီကောင်ကတော့ Jilin ကပဲထုတ်တယ်ဒါကြောင့်2 series ပေါ့နော်2 series 215 214 213ရှိမယ်ပေါ့နော်ဒီကောင်ကတော့ဟိုလိုမျိုးခလုတ်တစ်ခုစီမဟုတ်တော့ဘူးเนาะအော်မေးကိုဒီလိုဆွင့်စစ်ဟိုတစ်ခုတည်းလောက်ရတာပေါ့เนาะဒီကောင်မှာလဲ214 3 meter 5 meter ဆိုပြီးတော့နှစ်မျိုးလာရပေါ့เนาะဒီကောင်လေးကလည်းကျွန်တော်3000မကျော်တဲ့ဈေးလေးနဲ့ပဲရမယ်ပြီးတော့ Ranny လည်းပါမယ်ဒါလေးကိုလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်စီမှာရရှိနိုင်တယ်နောက်ထပ်ပြီးတော့ design လဲစမ်းနေ3000လောက်နဲ့ပေါ့เนาะကျွန်တော်စီမှာ Ranny လည်းပါမယ်ဒီကောင်ဆိုလို့ရှိရင် design လေးစမ်းနေကျွန်တော်စီမှာ3000ကျော်လေးနဲ့ပဲရရှိနိုင်တယ်ပေါ့နော် Ranny 1 year ပေးတယ် Ranny ကာလအတွင်းပြတ်သွားရင်ကျွန်တော်တခုအသစ်ပြန်ပေးတယ်လူကြီးမင်းတို့extension တွေဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်စီမှာဝယ်ယူရရှိနိုင်ပါတယ်ကျွန်တော်စီမှာလက်လီရောလက်ကားရောဝယ်ယူရရှိနိုင်ပါတယ်အဲဆိုရင်လည်းကားတင်ပေးပါတယ်ဗျရန်ကုန်မြို့ဆိုလို့ရှိရင်လည်းများယူရဲဆိုလို့ရှိရင်တော့လာဖို့ပေးပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်